အရောက်စီတိုင်းကို Happy Independence Day လို့နှုတ်ခွန်းဆက်တယ်လို့ပါတယ်ကျွန်တော်တို့ဒီနေ့မှာကျွန်တော်တို့တချို့သောသူတွေကခရီးသွားကြမှာဖြစ်တယ်လို့တချို့တွေလည်းအိမ်မှာနေကြမှာဖြစ်တယ်တချို့တွေကြတော့လေရက်နီးရက်ဝေးကဆွေမျိုးတငယ်ချင်းတွေနဲ့အတူပျော်ရွှင်စွာဖြင့်ဒီရက်ကိုဖြတ်ပန်းကြမှာဖြစ်ပါတယ်ဘလို့ပဲဖြစ်ကြပါစေကျွန်တော်တို့အရောက်စီတိုင်းရဲ့အသက်တာထဲမှာစိတ်နှလုံးထဲမှာဝမ်းမြောက်မှုငြိမ်သက်မှုနဲ့လုံခြုံစိတ်ချမှုခံစားရရှိကြပါစေကျွန်တော်တို့ဟာခက်ခဲတဲ့တိုင်းပြည်ကနေလာခဲ့ပေမဲ့ကျွန်တော်တို့ဒီနိုင်ငံမှာဒီလွတ်လပ်ရေးရဲ့အနှစ်သာရနဲ့အတူကျွန်တော်တို့ရဲ့ဘဝအတွက်ကျွန်တော်တို့မိသားစုအတွက်ကောင်းတဲ့အရာတွေနဲ့ပံ့ပိုးနိုင်ဖို့ရန်အတွက်စူးစမ်းရတယ်လို့ပဲနိုင်တယ်လို့ပဲကျွန်တော်တို့ဖရာသခင်ကိုလည်းလွတ်လပ်စွာဖြင့်ကိုးကွယ်ရတယ်ကျွန်တော်တို့ဖြစ်ချင်တဲ့အရာကိုလည်းစူးစမ်းပြီးလှုပ်ဆောင်ဖို့ရန်အတွက်အခွင့်အရေးတွေရကြတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့အရောက်စင်တိုင်းရဲ့အသက်တာပြီးရှေးဘဝနေဒီကကျွန်တော်တို့ဘိုးဘေးများကျွန်တော်တို့အမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးဖခင်များရည်မှန်းထားတဲ့ယူပါယုံအတိုင်းအရောက်စီတိုင်းဒီ American Dream ဆိုတဲ့မိမိလွတ်လပ်တဲ့အသက်တာနဲ့အတူအောင်မြင်တဲ့အသက်တာတွေအရောက်စီတိုင်းခံစားရပြီးဖရာသခင်စီကနေကြွယ်ဝသောကောင်းကြီးမင်္ဂလာခံစားရရှိကြပါစေအမေရိကန်နိုင်ငံကိုလည်း250နှစ်နဲ့အတူဆက်လက်၍ဖရာရှင်ရဲ့ကောင်းကြီးမင်္ဂလာခံစားရရှိပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဖရာရှင်ကောင်းကြီးပေးပါစေ